အားလာကြတဲ့ every day မောင်းတဲ့အတိုင်းလူချင်းမများအားလုံးမင်္ဂလာပါကျွန်တော်ကတော့မောင်ကောင်းမြတ်ဖြစ်ပြီးတော့0အမှတ်စဉ်ကတော့0C1ဖြစ်ပါတယ်ကျွန်တော်ခုတည်ဆုံမဲ့တခြင်းကတွဲတင်ရေးထားပြီးတော့အစိုးရတော်ရတည်ဆိုထားတဲ့တန်းတောက်ခွေပြုပါဆိုတဲ့တခြင်းလေးဖြစ်ပါတယ်ဒီခြင်းလေးကိုဒီတန်းတောက်ခွေပြုပါဆိုတဲ့တခြင်းလေးကိုကျွန်တော်တည်ဆိုခွေပြုပါယုံနိုင်အောင်ပဲနာကျင်ကြည်ကွယ်ရောင်စုံအိမ်မက်တွေမိုးရီလွင်ပြေပြောင်းဆုံးသွားခဲ့ပြီလေမိုးဝီလာမေးပြီလားအိုးချစ်သူလေးဆွေးဖို့အကြောင်းပဲမဆုံးနိုင်အောင်ပဲကံမေးရည်ချဲချုံမြိတ်စိတ်ကူရဲလေမတစားစီဖြိုခွဲသွားခဲ့ပြီလေဝေးပြီလားဆွေးပြီလားအိုးချစ်သူလေးကိုအလွန်ချခဲ့တာလားလဲဒီတကွယ်စီဝေးချပြီးတယောက်တခြားစိတ်မလေးပြန်လုံးသားကမောင်မတွေ့နေဆွေးနေတဲ့ရဲ့တွေ့ချောက်ချစီဝေးချပြီးတယောက်တစ်ချက်စိတ်မှာလေးပြန်လုံးသားကမောင်မတွေ့နေဆွေးနေတဲ့ရဲ့တွေ့ချောက်ချရင်မကွယ်ပြောင်းစဲလေးရှောင်းလေးဘယ်မလဲသူနဲ့မဆုံးနိုင်သေးနာလေးနေရလွင်ငါအိမ်မဆိုးတွေကိုအချာလမ်းစင်ခါချစ်သူလေးမင်းမီလေးကိုyou're soပြန်လုံးသားကမောင်မတွေ့နေဆွေးနေတဲ့ရဲ့တွေ့ချောက်ချလက်ကွယ်စီဝေးချပြီးတယောက်တစ်ချက်စိတ်မှာလေးပြန်လုံးသားကမောင်မတွေ့နေဆွေးနေတဲ့ရဲ့တွေ့ချောက်ချရှင်မကွယ်ပြောင်းစဲလေးရှောင်းလေးဘယ်မလဲသူနဲ့
ဆိုတန်တော့ခွင့်ပြုအားလုံးကျေးဇူးများတင်ပါတယ်ခင်ဗျာကျွန်တော်တချင်ကိုသိချလေးသိပေးတဲ့ကိုမောင်ချိုလည်းရမ်းကျေးဇူးတင်ပါတယ်ခင်ဗျာဟယ်လိုမင်္ဂလာပါမင်္ဂလာပါအောင်ကောင်းမြတ်ပေါ့နော်ပြောမယ်ပြောစရာတွေရှိတယ်နော်ဒီငှက်ကြီးတို့တာယာတို့ဆိုတာတဲ့သူတို့ကြွေးကြော်ထားတာသူတို့က diatotic မဟုတ်ဘူးတဲ့ခုနကဒိုရီမီပါဆိုသူတို့မဟုတ်ဘူးသူတို့က chromatic လို့ပြောတယ် chromatic ဆို12တန်အောင်ကစားတဲ့ကောင်းတယ်အမြဲတမ်းခက်တယ်နော်ဒီဟိုဟာတွေကတချင်းရဲ့ပုံစံလည်းခက်တယ်ဆိုရတာလည်းခက်လိမ့်မယ်စူးစမ်းပြီးဆိုသွားတာတော့တွေ့တယ်ပေါ့နော်အဲ့တော့ဒီမှာဘာဆိုတော့ဒီ pitch လေးတွေတန်းတော့ရိုင်းနေကွာနော်ညီလေးဘုံပီလာချစ်သူလေးအဲ့နေရာလေးတွေနော်6အဲ့နေရာလေးတွေပေါ့နော်ဒါပေမဲ့အတိတ်ဆိုရင်မဟုတ်ပါဘူးသူရဲ့ဒီ flat note လေးတွေ minor 3 flat တော့လား minor 5အဲ့ဒါလေးတွေ diminished တန်လေးတွေအဲ့ဟိုဟာလေး augmented minor 7တန်လေးရောက်တော့ရဲပြအောင်ဆိုတိတ်အရသာရှိတဲ့အတိုင်းဆရာတို့အဲ့ဒါကိုကြိုက်တာတာမာဒီခုနတန်နဲ့ချင်းဆရာတို့ရိုးနေပြီတဲ့မှာအဲ့ဒါကြောင့်အဲ့လို chromatic ပါရှင်စိတ်ဝင်စားဖို့လည်းကောင်းပါတယ်အဲ့တော့ဆရာဘက်ကပြောရတော့တိတ်ပြီးတော့ပြောစရာမရှိဘူးဒါကအခုပြောတာတွေကအကြံပေးတယ်ပေါ့နော်အပိုင်သားဆိုတော့ညီလေးဟုတ်ကဲ့အပိုင်သားဆိုအဲ့ဒီ flat တန် sharp တန်လေးတွေကလေရအောင်ဆိုတိတ်တော့ကောင်းတာအဲ့တော့ငှက်ကြီးကနာမည်ကျော်တာဒါတွေနဲ့နာမည်ကျော်တာပါနော်အဲ့တော့သူချင်းဆိုလို့ရှိရင်အဲ့လိုတတ်နေတော့ပါလေပြအောင်ဆိုပေးအဲ့ဒါเนาะအခုကတော့ကောင်းပါတယ်เนาะနောက်တစ်ဆင့်တက်လမ်းပါစေလို့ဆန္ဒပြုပါရเนาะဟုတ်ကဲ့ပါကျေးဇူးပါ